ဒီတယ်မေးရှန်ခွေးလေးကသူ့တခင်အတွက်ချစ်သူရှာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနေ့ကစပြီးတင်းပေါက်နာမှာနေတိုင်းလဲအိမ်ရင်တင့်တော်မဲ့အမျိုးသမီးကိုလိုက်ရှာနေပါတော့တယ်လမ်းပေါ်ကလူတွေကိုကြည်ရင်ထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလာတဲ့လူတော်တော်များများကသူတို့မွေးထားတဲ့အိမ်မွေးတိရစ္ဆာန်တွေနဲ့အရန်တူနေကြတာပါတချို့ဆိုအမွေးတွေထူလို့နဲ့တချို့ကခြေထောက်တူတူလေးတွေတချို့ကတော့ဖက်ရှင်ကြကြဝတ်စားထားကြတယ်ချစ်စရာအကောင်းဆုံးတစ်ယောက်ကတော့အသက်ငယ်လွန်းနေတယ်ဖောင်းကစိတ်ပြက်နေချိန်မှာပဲရုတ်တရက်ခေါင်းမောလိုက်ပြီးမျက်လုံးတောက်ပသွားတယ်သူရှာနေတဲ့ပြစ်မှတ်ကိုတွေ့သွားတာပါလှပတဲ့ဒင်မစ်ရှန်မတ်တကောင်နဲ့သူ့နောက်မှာလည်းလှပတဲ့အမျိုးသမီးတစ်ယောက်ရှိနေတယ်သူ့တခင်နဲ့အရန်လိုက်ဖက်မဲ့အတွက်လို့ဖောင်းကယုံကြည်လိုက်တယ်ချက်ချင်းပဲသူ့အစီအစဉ်ကိုစတင်လိုက်တဲ့စပွဲပေါ်ကနိုင်လက်တံကိုရွှေ့ပြီးတခင် Roger Radcliffe အလုပ်ချိန်ပြီးပြန်လာအောင်လုပ်လိုက်တဲ့ခွေးကိုလည်းလမ်းလျှောက်ပို့ဖို့တတိပေးလိုက်တယ်လို့ဖြစ်သွားတယ်Roger က secret တောင်မဖွင့်ရသေးခင်ဖောင်းကောက်ကိုကျိုးတက်ပြီးအပြင်ခေါ်ထုတ်လိုက်တဲ့ပုံမှန်ဆိုပြင်းနေတတ်တဲ့ဖောင်းကောက်ကဒီနေ့တော့အရန်တက်ကြွနေလို့ Roger လည်းအံ့ဩနေတယ်တန်းချန်ရောက်တာနဲ့ဖောင်းကောက်ကသူ့ပြစ်မှတ်ကိုတွေးလိုက်တဲ့ဒင်မစ်ရှန်အမရှိကနေမတိကျင်ရောက်ဆောင်ပြီးရှောက်သွားကသူမရဲ့စိတ်ဝင်စားမှုကိုရယူလိုက်တယ်ပြီးတော့ Roger နဲ့အတူမြေကမ်းနားမှာထိုင်ရင်းအခြေအနေကိုတိတ်တဆိတ်စောင့်ကြည့်နေတယ်အန်အောစရာကောင်းတာကဒင်မစ်ရှန်မှာလည်းသူ့ဘက်ကိုပြန်ကြည့်နေခဲ့တဲ့အခွင့်အရေးဖန်တီးပေးဖို့ဖောင်းကောက်က Roger ရဲ့အုတ်ထုပ်ကိုခိုးပြီးခုံတန်းလေးပေါ်တင်ထားလိုက်တဲ့တခင်ကိုလည်းအဲ့ဒီဘက်သွားဖို့အချက်ပြပေးမဲ့အမျိုးသမီးကတော့လှည့်ထွက်သွားလိုက်တယ်ဖောင်းကောက်ကအမြန်လိုက်သွားပေမဲ့ Roger ကဖမ်းထားလိုက်လို့ဆက်မလုပ်နိုင်တော့ဘူးအရှုံးမပေးတဲ့ဖောင်းကောက်ကနောက်တစ်ချိန်ပြေးသွားပြီး Roger နဲ့အဲ့ဒီအမျိုးသမီးကိုကျိုးနဲ့ရစ်ပတ်ပေးလိုက်တယ် Roger ကဒါဟာနားလည်မှုလွဲတာပါလို့အလင်းအမြန်ရှင်းပြပေမဲ့နောက်တစ်စက္ကန့်မှာနှစ်ယောက်စလုံးမြစ်ထဲကိုပြုတ်ကျသွားကြတယ်အမျိုးသမီးရဲ့အဝတ်တွေရေဆိုသွားပြီး Roger ကချက်ချင်းကူညီဖို့ပြေးသွားတယ်ဖောင်းကောက်ခိုးထားတဲ့အုတ်ထုပ်ကိုပြန်ကောက်ပြီးသူမရဲ့ခေါင်းပေါ်နူးနူးညံ့ညံ့ပြန်ဆောင်ပေးကအဆက်မပြတ်တောင်းပန်နေခဲ့တယ်သူမကရေဆိုနေတဲ့လက်ကင်ဘဝကိုထုတ်လိုက်တော့Roger ကသူ့လက်ကင်ဘဝကိုချက်ချင်းကမ်းပေးလိုက်တယ် Roger ရဲ့ယူသားပြီးအနှဲငယ်ဦးချောင်းချောင်းနိုင်တဲ့အပြုအမူတွေကြောင့်အမျိုးသမီးကရေမောလိုက်ပြီးနှစ်ယောက်သားတဖြည်းဖြည်းချစ်မိသွားကြတယ်နောက်ဆုံးမှာတော့ Roger နဲ့အဲ့ဒီအမျိုးသမီးတို့လက်ထပ်သွားကြပြီးဖောင်းကလည်းသူ့ရွေးချယ်ခဲ့တဲ့ဒင်မစ်ရှန်မလေးနဲ့ပျော်ရွှင်စွာပေါင်းဖက်နိုင်ခဲ့ပါတယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်